여러분 안녕하세요. 다음 달 4월 달에는 저희 미얀마 전통 새해인 물축제 혹은 아따띵제라는 축제가 열립니다. 이번에도 저희 파와나이 마이다하고 칸카잔에서도 물축제를 진행할 예정인데요. 그래서 마이다에서는 4월 14일 날 칸카잔에서는 4월 16일에 열립니다. 맞아요. 물축제라는 뜻은 무엇일까요? 그럼 뒤에 춤 연습하고 있는 친구들에게 가서 물어볼까요? 안녕, 민미씨. 민미, ဒီမှာကြည့်နေတဲ့သူတွေလည်းသိတော့အောင်လို့ပေါ့နော်။တကြံရဲ့အတိတ်ပဲဗာလဲဆိုတာပြောပြပြပါဦး။ တကြံဆိုတာကမြန်မာရိုးရာနှစ်တစ်ကြီးအတာရည်တစ်ပင်ပွဲတော်ဖြစ်ပါရဲ့ရှင်။တကြံဟာမြန်မာရိုးရာယဉ်ကျေးမှုနဲ့ဗုဒ္ဓဘာသာနဲ့များစွာဆက်ဆက်နေပါတယ်။ဒီဆိုတာဟာသက်စင်ချင်းနဲ့အတိတ်ကပြန်လည်နေပါခြင်းဆိုရဲတင်ဂီတာရှိသည့်အလျောက်ပြည့်ကျက်အတွင်းမှာလူတွေဟာတအုပ်ကိုတအုပ်ကဲဆူမှုကနေပပြအောင်လုံးဝသားစားနဲ့ရေပက်ချင်ကြပါရဲ့ရှင်။နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့အမားရဲ့မိုက်ဒါနဲ့ကန်ခရာချန်ရဲ့တကြံပွဲတော်ပေါ့နော်၄လပိုင်းတကြံပွဲတော်မှာဆိုလို့ရှိရင်လာရောက်ကြတဲ့ဒီဧည့်သည်တော်တွေအတွက်ပေါ့နော်ဘလို့မြမရိုးရာအစားအစာတွေနဲ့တဲခင်းအခမ်းမှာလေးပြောပြပြပါ မြန်မာရိုးရာအစားအစာမျိုးနဲ့ပေါ့နော်မင်းအဓိကအဖြစ်မှုတ်လုံးကြီးပေါ့တာကူကျူမွန်းလက်ဆောင်နဲ့ရွှေရည်အေးတို့ဖြစ်တဲ့ခင်အခမ်းပါရှင် ဒါဆိုရင်အရင်နှစ်တည်းရလိုမျိုးပေါ့နော်ဒူရင်ဒီဒူရီယန်နော်ဒူရင်ဒီကိုရောကျွေးအောင်ပါလားဒီနှစ်ပေါ့ ဒီနေ့မှလည်းဒီရင်တီးကိုဘူဖေးအနေနဲ့တက်ခင်အခမ်းပါပါရှင် ဒီနေ့ပါဝနာရဲ့မြမရိုးရာအတာရည်တစ်ပင်ပွဲတော်ကိုလည်း လာရောက်ဆင်နွှဲကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်